မင်္ဂလာပါဒီနေ့ကတော့ဒုတိယရက်ကြိုက်ထူကနေပြီးတော့မော်လမြိုင်ဆက်နင်းလိုက်ပါဦးမယ်4 နာရီရှိပါပြီမနက်9 နာရီထိုးပြီခုချိန်22ကျိုးသိပ်တစ်ခုရောက်ပြီကြိုက်ထူတထုံမော်လမြိုင်9 နာရီတော့ခွဲ9 နာရီတော့ခွဲပါပြီတော့မှောင်နေတော့မယ်လမ်းပိုင်းရိတ်တောင်မမြင်ရလမ်းကမှောင်လွန်းအားကြီးတယ်ကိုယ့်အရိတ်ကိုပဲအဖော်ပြုတ်ပြီးနင်းနေရတယ်ဒီမှာအရိတ်လေးရေကားမိလာမှာပဲမြင်ရဘီလင်းရောက်ပါပြီခဏလေးတမီးလေးနဲ့ထိုးပြလာမဲမောင်ရှိ6 နာရီထိုးပါပြီဒါကြိုက်ထီးဆောင်တုဝနဘူမိကေတမဟာဓာတုဝင်ဒီကနေကြိုက်ထီးဆောင်ဆရာတော်ရဲ့ရုပ်ကလေးသွားဖွင့်တော့6 မိုင်ဝင်ရတယ်ပေါ့နော်အထဲကိုဒါပေမဲ့အထဲတော့မဝင်တော့ပါဘူးဒီဘက်ပဲဆက်နင်းလိုက်ပါမယ်ဟိုးမှာတောင်းနေဒါဖြတ်လာတယ်တောင်းကျော်ကြီး8 နာရီထိုးပါပြီတစ်ထုံရောက်ပြီဒီဘက်ကမွန်ပြည်နယ်ဘက်ကအိမ်လေးတွေပါနော်ဒီလိုမျိုးခြေတန်းရှည်လေးတွေနဲ့အိမ်လေးတွေအဲ့လိုမျိုးလေးမနက်စာလေးတထုံမှာမနက်စာစားလိုက်မယ်ဒါငါးဆေးကောတဲ့ဒီဘက်ကဟိုဆေးကောတဲ့ဒါအမှန်တော့ဟိုထမင်းပေါ့ဟိုထမင်းဒီဘက်ကငါးထမင်းပေါ့ဒီဘက်ကအခေါ်လေးတွေပါကဲလက်ဖေးဆိုင်ကထွက်လာပြီးတော့ရွှေဆိုင်ဖျားဘက်သွားမယ်လက်ဖေးဆိုင်မှာအေးဆေးနာတနားကြီးလောက်နားလိုက်တယ်ဒူးနာနေတာတဲ့ရွှေဆိုင်ဖျားကြီးတထုံမှာတကိုးကြီးတော့နာမည်ကြီးတော့ရွှေဆိုင်ဖျားကြီးဖြစ်ပါတယ်မော်လမြိုင်ကို64တထုံကနေထွက်လာပြီးတော့ဒီဘက်မုဒ္ဓမမော်လမြိုင်ဘက်သွားတဲ့လမ်းပေါ့နော်သွားတဲ့လမ်းလေးပါရှေ့မှာတိုးဂိတ်ကဲခဏနာပြီးတော့ပြီးဆက်မယ်ခ
ရောက်ပါပြီခရီးကြရောက်ပါပြီ17 နာရီခွဲဘက်ကမွန်ပြည်နယ်ဘက်ကလမ်းထိပ်အဝင်ဝမဟုတ်ဘူးကြီးတွေဒီလိုကြီးတွေလောက်မော်တမမြို့ရောက်ပါပြီမော်တမမြို့ဘက်ကခုနဲ့ဘက်ကခုတော့မလမြိုင်ဝေးရဲ့ဇာတိမြေရောက်ပါပြီငယ်တော့ကတော့ရောက်ဘူးလေအခုမှမရောက်တာတော့ကြာပြီငယ်တော့နေခဲ့တဲ့အိမ်လေးကဲငယ်တော့နေခဲ့တဲ့အိမ်လေးစားတယ်မဟုတ်လား ပွမ်ပွမ်လေး ဘွားတော့တည်ဘူး အော်ဒီမှာဒီတရက်တီးတောင်တော်ကြီးနေနော်ဒီလိုအပြင်ထောက်လာတော့ဒီအပြင်ဟာဒီဒါပြီးတော့ ဟာ ဒီလည်းနဲ့ဟာ ဟာဒီဒါဘာပင်လဲပါ ဒါမဥပင်လေးဒါကတော့ ဟောရိုးရိုးပဲအလှပေါ့ လာလို့ဒီကေလုံးကြီးကတော့ပြတာတယ်လုံးမဟုတ်တော့ပုံကြောင်းထူလာကြောင်းရှိ ဟာဟာဒီမုတ်ပင်လေးကြီးအော်ဒါဆိုအဖဒီခြံကဘယ်လောက်ထိရှိရလဲ ချာလားဟုတ်ကဲ့ဒီလိုဟိုရင်းရှိတယ်ဒါအားနေတော့ဒီလိုဟိုမှာတွေ့ရတယ် ဟောဟိုနောက်ဟိုဒါ ဒီအဆောက်တရားနဲ့26ပြီ 126ဒီလိုအရှိရကြတော့ ညနေဝါက45လောက်ပြီ 45လောက်ရှိဒါအေရှိယာနေကြည့်ပါနော်ဟိုးမှာတန်လွင်မြစ်လမ်းမြင်နေရတန်လွင်မြစ်ကြီးအိမ်ကနေဆိုဘယ်နဲ့ငယ်တော့ဆိုဟိုမှာအိမ်ကနေဆိုဘယ်နဲ့10မိနစ်ပဲနော်10မိနစ်လောက်ပဲလမ်းလျှောက်ရင်အရင်တော့ဒီအိမ်ကြီးမရှိဘူးနော်ဟာရှိလားဒါနည်းနည်းဟိုကဖြစ်သွားလို့ပဲနော်ပြောင်းလဲသွားတယ်ပေါ့နော်ဟိုတော့ရေဒီလောက်ထိမတက်ဘူးနော်တက်ဘူး အခုဒါရေဟတ်လား ဟိုလိုဆိုးချင်းမတက်ဘူး ဟတ်လားရေရမ်းတက်နေနော်ရေတောင်ဟိုဒီလောက် ရေမဲခိုင်းတယ်လို့ပဲဖြစ်ပါရအောင် ဟိုးမှာတရားယူလမ်းမြင်နေရနော်ခုနကကန်လင်းတရားကြီးကန်လင်းတရားကြီးဒီလိုသိစီပဲကြာမကျဲလိုက်ဒီအကြီးအရင်ဟိုတရားဟိုအဟောင်းရဟာကြီးနော် နားဟောင်းတော့မဟုတ်ဇက်တိ အေးလေဆက်တယ်ကွာအခုကမကူးတော့ဘူးနော် ဘူးကမကူတော့ အခုဘာမှမကူးတော့ဘူးကွာဒီတော့ အခုကလည်းပဲအာလေပဲတော့ဘာမှမကူးတော့ဘူးနော်ကဲလိုက်ကြည့်လိုက်အောင်မယ်
နဲ့ဖြတ်လာတယ်တန်တရာကြီးတောင်ပေါ်ဖျားတယ်ဖျားတယ်ဒီနေ့နဲ့တွေ့ရတယ်